ပေရမျိုးတွေမင်္ဂလာနခေမှာခင်ဗျနောက်ကျနေပြီဗျာနော်အဲ့ရထားတွေနောက်ကျနေလို့ဗျာနော်အိတ်ကောင်းနေမထားခြင်းဖြစ်နေတာနော်โอเคနော်ညတော့တခင်ကြီးကောက်လေးမှာမျိုးတွေတင်ထားတာတွေ့သေးလားနော်ကျွန်တော်တို့ညနေပိုင်းထွက်ကနန်းနှလုံးပေါင်းခြင်းကနှောင်းလေးမိနစ်မှာလုံးမိုင်ဝမ်းကျိတ်အဖြစ်ပေးနေတာနော်ပြီးခဲ့တဲ့တပတ်လုံးမနေ့ကအထိနော်ဒီနေ့အထိနော်မပြတ်ခဲ့ဘူးဒီနေ့မနေ့အထိမပြတ်ခဲ့ဘူးစပ်ပေးမယ်ဆိုလို့ရှိရင်နှစ်ခွန်ဝမ်းကျိန်ဖြစ်ပါတယ်နော်ဒါညသခင်ကြီးကောက်လေးမှာအဲ့ဒီဝမ်းကျိန်နဲ့ကီလေးတတာရှင်းပြပြီးတင်ပေးထားတာမျိုးတွေတွေ့မှာပါနော်အဲ့တော့အချိန်နဲ့ကီနဲ့ကတ်တော့မှာလားနော်တစ်ချက်စဉ်းစားတရားရှိမယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ dot site ထိပ်ပေါ့နော် dot site ထိပ်ကမနေ့ကအတိုင်းပဲနေကုန်38ထိပ်ပဲရပါတယ်ခင်ဗျနော်ညနေရောမနက်ကော38ထိပ်ပဲရတယ်ထိပ်နဲ့ကီးနဲ့ကတ်သုံးမယ်ဆိုရင်တော့နေကုန်6ကွက်ပဲရမယ်နော်ဟုတ်တယ်နော်ဘာဖြစ်လို့ထိပ်က38ထိပ်နေကုန်ကီးရ168ကီးပါနော်အဲ့ထိပ်နဲ့ကီးနဲ့ကတ်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေကုန်ဘယ်နှကွက်ရပါလဲ6ကွက်ပဲရမယ်နော်အဲ့ဒီထိပ်နဲ့ဝမ်းကျိန်းနဲ့ကတ်သုံးမယ်ဆိုရင်ဘယ်နှကွက်ထွက်မှာလဲဒါလေးတွေမျိုးတွေသိမှာပါနော်တချို့ကမလောက်တတ်ဘူးပဲអော်တယ်ဗျာသိလားနည်းနည်းပပလောက်ကြည့်မယ်ဆိုတာမရှိဘူးနော်အဲ့လိုမျိုးကျွန်တော်မနေ့ကလည်းကျွန်တော်ထည့်ပြောပါတယ်အများနဲ့သူများအားကိုးတယ်လို့ရှိရင်ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူးလေဟုတ်တယ်မလားကိုတိုင်းနားလေသဘောပေါက်အောင်လေ့လာမှလည်းရမယ်လေကိုတိုင်းနားလေသဘောပေါက်ပြီဆိုလို့ရှိရင်သူများအရေးပြရင်အကောင်းမြင်သွားပြီဟုတ်တယ်မလားကျွန်တော်ပြောတယ်ဆိုတာကနှိမ့်ချပြီးပြောတာတခွန်းမှမပါဘူးနော်အမျိုးတွေကိုလောက်တက်စေချင်လို့ကျွန်တော်ပြောတာကျွန်တော်ဘာကြောင့်ခဏလေးဒီပေထဲမှာတွဲမပေးလဲမျိုးတွေတီးမှာပါနော်အဲကြောင့်မလို့လောက်တအောင်လောက်ကြည့်ပါနော်โอเคအဲ့တော့အနှစ်ပြန်ချုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့အင်္ဂါနေ့အတွက်နေကုန်ကီးသည်168ကီးဖြစ်ပါတယ်မနေ့ကလည်းကီးနေကုန်ထိတယ်နော်အဲ့တော့ဒီနေ့နေကုန်ကီးလေးသည်168ကီးပဲဖြစ်ပါတယ်မနက်ပိုင်းဝမ်းကျင်းသည်မပြတ်ခဲ့လို့ဆက်ပေးမယ်ဆိုရင်နှစ်ခုံဝမ်းကျင်းဖြစ်ပါတယ်ဟုတ်ပြီနော်ထိတ်ကတော့ဒီကုံ38ထိတ်ပဲရပါတယ်โอเคနော်မျိုးတွေဟုတ်ပြီအဲ့ဒီမှာမျိုးတွေတီးတန့်ထည့်ပြီးထိုးရမှာကတီးတန့်ထည့်ထိုးရမှာက10 20 30လားမသိအဲ့ဒါလေးတော့ဆရာကြီးနည်းနည်းကာထိုးပေးပါနော်ဒီနေ့မနက်ကျွန်တော်အတုံးညအပိတ်သွားတွေ့နေတယ်တုံးညပိတ်သွားတွေ့နေတော့ခဏလေးမျိုးတွေကနော်10 20 30မလုံးနဲ့ခဏလေးနော်ဒီနေ့မနက်ကိုဝမ်းချင်းရမပြတ်ခဲ့ဘူးဆိုရင်နှစ်ခုံဝမ်းချင်းလို့တာပြောခဲ့တယ်မလားနော်မပြတ်ခဲ့ဘူးဆိုရင်နှစ်ခုံဝမ်းချင်းလို့ပြောခဲ့တယ်မလားကျွန်တော်ရဲ့ formula ကလည်းနှစ်ပရိတ်ခွန်ပရိတ်ဆင်းပြီးတိုင်းနှစ်ခွန်လုံးပိုင်းထိရင်ထိမထင်ရင်ပရိတ်နှစ်ခွန်ဖြစ်နေတယ်နော်အဲ့တော့ပေါင်းခြင်းရလဲကျွန်တော်တို့နှစ်ခွန် formula လည်းနှစ်ခွန်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်3ညပိတ်ကြိုက်နေရဆိုတော့20 90နည်းနည်း20 90ဟုတ်တယ်20 90ကိုနည်းနည်းလေးပို့ထိုးကြည့်ပဲနော်38ထိပ်ဆိုတော့30 80ကိုတော့ကျွန်တော်တို့ဟုတ်တယ်အရန်လေးနည်းနည်းထိုးစရာကြည့်လေးကားထိုးမယ်လို့ကျွန်တော်စဉ်းစားထားတယ်နော်โอเคတခင်ကြီးကောက်လေးမှာတစ်ချက်ဝင်ကြည့်ပေးပါโอเคနော်ဟုတ်ပြီနော်မျိုးလေးအနှစ်လဲချုပ်ပြီးပါပြီနေကုန်ကီးဒီကျွန်တော်တို့168ကီးဖြစ်ပါတယ်မနက်ပိုင်းတီးတန်ဝမ်းကျိန်းဒီမပြတ်ခဲ့လို့ဆက်ပေးမယ်ဆိုရင်နှစ်ခုံဝမ်းကျိန်းဖြစ်ပါတယ်တော့ site ထိပ်ကတော့နေကုန်38ထိပ်ပဲရပါတယ်ဟုတ်ပြီနော်အဲ့တော့တစ်ခုချင်းစီချပြီးတော့ကိုယ့်အကိုရှေးပြီးတော့တွဲပါနော်မတွဲတတ်ဘူးဆိုရင်တော့တခင်ကြီးကောက်လေးမှာဝင်ကြည့်ပါနော်ဒါပေမဲ့အမျိုးကြီးကျွန်တော်ဒီနေ့မနက်ကစဉ်းစားစရာတွေအများကြီးဖြစ်သွားပြီနော်အမျိုးကြီးသိမှာပါကျွန်တော်တို့မနေ့တော့တော့ site ထိတ်ကကျွန်တော်တို့ဝမ်းချင်းလေးတွဲလိုက်လို့မနက်ပိုင်းပေါက်ွက်ဖြစ်တာဟုတ်တယ်နော်ညနေပိုင်းမှာကျတော့ကျွန်တော်ကီးရထပ်ပြီးတော့မှန်တယ်ဗျဒါပေမဲ့လို့ကျွန်တော်တို့ကလုံးဝမရှိဘူးမနေ့ကညနေ30ဆိုတိုင်းဖင်ဆုပ်တယ်နော်ဒီနေ့မနက်ကျတော့ကျွန်တော်တစ်ချက်ပြောပြမယ်ကျွန်တော်တို့တွက် site က38ထိတ်ကီးရ168ကီးထိတ်နဲ့ကီးနဲ့ညှိတဲ့အလုံးဒီ8ကညှိနေရနော်ဟုတ်တယ်မလားအဲ့တော့ထိတ်နဲ့ကီးနဲ့တွဲမယ်ဆိုရင်ကျွန်တော်တို့6ကွက်ထွက်မယ်ဟုတ်တယ်နော်နောက်ပြီးတော့အဲ့ဒီထိတ်နဲ့မနေ့ကပုံစံမျိုးပေါ့နော်အဲ့ဒီဒီနေ့မနက်ထိတ်နဲ့ကျွန်တော်တို့ဝမ်းချင်းနဲ့တွဲမယ်ဆိုရင်ဘယ်နှကွက်ထွက်မလဲ
4 ကွက်ထွက်မယ်အမှ10 ကွက်လောက်ရှိနေပြီနော်โอเคဘယ်လိုလုပ်မလဲဆိုတာအမျိုးတွေနည်းနည်းစဉ်းစားကြည့်ပါနော်ကျွန်တော်တို့ကတစ်ဖက်ကတွဲလိုက်ပြီဆိုရင်အကွက်များလို့ကွာသိရမလားအကွက်များမှာဆိုလို့မတွဲဘူးကွာထိတ်နေကြီးနဲ့ပဲတွဲလိုက်တယ်ဆိုရင်မနေ့ကပုံစံမျိုးထိတ်နေဝါချိန်နဲ့တွဲပြီးထွက်သွားတယ်အဲ့ဒါခံရမှာဟုတ်တယ်မလားအဲ့ပုံစံလေးရှိရပေါ့အကွက်များမှာဆိုလို့ကျွန်တော်အမျိုးတွေကိုမတွဲပေးဘူးဆိုလို့ရှိရင်ဗျဒီထိတ်နဲ့ကြီးနဲ့ပဲကျွန်တော်ပုံသေးတွဲပေးနေကြအတိုင်းတွဲပေးလိုက်ပြီးထိတ်နဲ့ဝမ်းချိန်နဲ့မနေ့ကပုံစံမျိုးကျွန်တော်မတွဲပေးခဲ့ဘူးဆိုရင်မနေ့ကမနက်ပိုင်းလည်းပောက်ကွက်ပါမှာမဟုတ်ဘူးနော်ဒါလေးတွေမျိုးတွေသိစေချင်တချို့အကွက်များတာကိုမြင်တယ်ဗျကျွန်တော်လောတွဲပေးတာကိုတော့မမြင်ဘူးနော်အကွက်3-4ကွက်များတာကကျွန်တော်တို့ပတ်စံနဲ့တွက်လိုက်လို့ရှိရင်ကျွန်တော်ကားထိုးမယ်ဆိုရင်တော့ဗျကျွန်တော်တို့အရင်ပြန်ရရင်တော့ဟိုဘယ်လိုပြောကိုယ့်အတွက်ရှုံးမရှိဘူးတိုင်အောင်လည်းကပေးကြမလို့တော့ဘူးဗျဟုတ်တယ်မလားကျွန်တော်အားကြောင့်မို့ထည့်ပြီးတော့ကားထိုးခိုင်းတာပါနော်โอเคကြိုက်ရင်တော့သုံးပါတော့မကြိုက်ရင်တော့မသုံးနဲ့အပိုင်းဆိုတော့ဘာမှမရှိဘူးကျွန်တော်လည်းတက်နိုင်ဆုံးမျိုးတွေကိုလေးလာသုံးသက်ပြီးမှပဲတင်ဆက်ပေးတာဖြစ်ပါတယ်เนาะโอเคပါအားလုံးပဲတက်တာ